လူတယောက်ကသူ့ရီးစားကိုသူ့အမေနဲ့တွေ့စေဖို့အိမ်ကိုခေါ်လာခဲ့တယ်။ဒါပေမဲ့မိန်းကလေးကရုတ်တရက်စိတ်ဆိုးပြီးပြဿနာဖြစ်လာတယ်။လူကသူ့အမေဘက်ကိုလှည့်ပြီးအမေအဆင်ပြေလားလို့မေးလိုက်တယ်။အမေကအမေတော့အဆင်ပြေပါတယ်။ဒါပေမဲ့မင်းရီးစားကဘာဖြစ်နေတာလဲလို့ပြန်မေးတယ်။သူအံ့ဩပြီးရီးစားစီသွားပြီးချစ်ရည်ဘာဖြစ်နေတာလဲ။ဘာကြောင့်ဒီလောက်စိတ်ဆိုးနေတယ်လို့မျိုးဖြစ်နေတာလဲလို့မေးလိုက်တယ်။မိန်းကလေးကမထီမဲ့မြင်နဲ့မင်းအိမ်ကိုကြည့်လိုက်ပါဦးအကုန်ရှုပ်ပွားနေတယ်။မင်းကဆင်းရဲနေတဲ့သူပဲ။ငါတော့မင်းကိုချမ်းသာတဲ့သူလို့ထင်ခဲ့တာလို့ပြောတယ်။အဲ့ဒီလိုနေရာမှာငါနေနိုင်မယ်လို့မင်းတကယ်ထင်လားလို့လည်းဆက်ပြောတယ်။လူကစိတ်နာသွားပေမဲ့ချစ်ရည်ငါစူးစမ်းလုပ်ကိုင်မယ်။တနေ့ကြီးမအောင်မြင်လာရင်ပိုကောင်းတဲ့အိမ်တစ်လုံးဝယ်ပြီးမင်းကိုကောင်းကောင်းပြုစုမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့မိန်းကလေးကပိုစိတ်ဆိုးလာပြီးမင်းကိုပိုင်အမေကိုတောင်မပြုစုနိုင်ဘူး။အဲ့ဒီလိုဖြစ်ပြီးငါကိုဘယ်လိုပြုစုမလဲလို့ပြန်ပြောတယ်။ပြီးတော့သူမကဒေါ်လာ30တန်တရွက်ကိုထုတ်ပြီးသူ့စီဖြစ်ပေးကဒါယူပြီးမင်းအမေအတွက်အဝတ်စားကောင်းကောင်းတစ်စုံဝယ်ပေးလိုက်လို့မထီမဲ့မြင်ပြောလိုက်တယ်။အဲ့ဒီအချိန်မှာလူကအရန်ဒေါသထွက်သွားပြီးသူမကိုတစ်ချက်ရိုက်လိုက်ပြီးငါအမေကြောင့်မကောင်းမပြောနဲ့။ငါကိုကြီးပြင်းအောင်ပြုစုပေးခဲ့တာသူပဲ။ဒီနေ့ငါဖြစ်နေတဲ့အရာတွေအကုန်လုံးရဲ့အကြောင်းရင်းကလည်းသူပဲလို့ပြောလိုက်တယ်ပြီးတော့သူမမျက်လုံးကိုတက်တက်ကြည့်ပြီးငါဘဝတည်းကထွက်သွားပါ။မင်းကိုထပ်မတွေ့ချင်တော့ဘူးလို့ပြောလိုက်တယ်။ထို့နောက်သူကချက်ချင်းသူ့အမေဘက်ကိုပြန်လှည့်ပြီးကူညီပေးခဲ့တယ်။သူ့အတွက်တော့အချစ်အမှန်နဲ့မိဘကိုတမိုးထားခြင်းကမာနနဲ့မမှန်တဲ့အရာတွေထပ်ပိုအရေးကြီးခဲ့တာပါ။